လူသားတွေရှင်သန်ရက်တည်နိုင်မှုစိုက်ပျိုးမြေတွေဟာအသက်တမျှအရေးကြီးလာပါတယ်ဆိုးရွားလာတဲ့ရှားသီးတွေအာဟာရနည်းပါးတဲ့မျိုးစံတွေသီးနှံတွေဖြစ်ထွန်းနိုင်တဲ့စွမ်းရည်တွေရှိနေပါတယ်စားတဲ့တကူတိုးတက်အောင်မြင်စေထာဝရကူညီဖို့အသင့်ရှိနေတယ်ပလဲရီရဲ့ဘီကောမက် G46 အနာဂတ်တွေကောမနေအောင်